တနေ့တော့အတန်နဲ့ဆယ်လောက်ရှိတဲ့ကောင်လေးတယောက်အောင်မင်းကတငယ်ချင်းတွေရဲ့စိန်ခေါ်မှုကြောင့်မိုးညိုအိမ်ထဲကိုဝင်ကြည့်ဖို့ဆုံးဖြတ်လိုက်တယ်။သူကတော့တရေတွေကိုမယုံဘူး။ည12နာရီခန့်မှာလေးဖြူဖြူတိုက်နေတဲ့အချိန်အောင်မင်းကအိမ်တကာဟောင်းကြီးကိုကြဲဆိုပြီးဖွင့်လိုက်တယ်။အိမ်ထဲဝင်လိုက်တာနဲ့လေးပြင်းတစ်ချက်တိုက်သလိုချမ်းသွားတယ်။ဖုံးမုံနဲ့ပစ္စည်းနေတဲ့ပစ္စည်းတွေနန်းရန်တွေမှာအမဲရောင်လက်ရာတွေပြီးတော့အမေအတန်းဒီတခုအောင်မင်းရဲ့နှလုံးခုန်တန်းကပိုမြန်လာတယ်။သူ့မိုဘိုင်းဖုန်းအလင်းနဲ့အတန်းထွန်လာတဲ့ဘက်ကိုရှောက်သွားလိုက်တယ်။တခန်းထဲရောက်တော့ကလေးလေးတယောက်နေရာထိုင်နေတာမြင်ရတယ်။မျက်လာမမြင်ရဘူး။စံပင်ရှည်ဒီဖုံနေတယ်။မင်းဘသူလဲအောင်မင်းမေးလိုက်တယ်။ကလေးကမတုံ့ပြန်ဘူး။အတိတ်တစ်ခုကိုပြန်ထဲလိုက်သလိုပဲ။နည်းနည်းနဲ့ခေါင်းတဖြည်းဖြည်းလဲလာတယ်။အဲ့ဒီအချိန်ဖုန်းအလင်းပိတ်သွားတယ်။မောင်မိုက်ထဲမှာအတန်းတစ်ခုတည်းကြားရတယ်။ငါကိုထွက်မသွားပါနဲ့။အောင်မင်းလှုပ်ရှားခြင်းတယ်။ဒါပေမဲ့သူ့ခန္ဓာကိုမရွှေ့နိုင်တော့ဘူး။ထို့ခါသူ့နောက်ကျောမှာအေးတစ်ခုထိလာတယ်။လက်တစ်ချောင်းအေးမြပြီးတွေ့မရှိသလိုငါအစာမိန်နေခဲ့မယ်။နောက်နေ့မနက်ရွာသားတွေမိုးညိုအိမ်ရှိမှလူတယောက်ထိုင်နေတာတွေ့ကြတယ်။မျက်နှာဖုံးနေတဲ့စံပင်ရှည်ရှည်နဲ့ငင်းငင်းတာတာငိုနေတယ်။အမေဒါပေမဲ့အလီခလီရဲ့အတန်းကအောင်မင်းရဲ့အတန်းပဲဖြစ်နေခဲ့တယ်